네, 안녕하세요. 디니, 잠깐만, 두띠야 덕후, 야바비, 두띠야 덕후, 니네, 집신도 짝이 있다. 소리 잠깐만, 고, 위 답이 말해. 야, 별로 데이베 시밀레 지지야. 집신, 집신 소아가 말이지, 아깝지 않아, 판나고 뼈라, 뭐너, 까우요네 러데 판나고 뼈라. 누가, 사가, 시사가의 집이 소인, 아야테야 둘이, 위때 판나묘. 솔로즈나가, 디로묘, 알레드고, 까우요네, 옐로야의 판나, 루,အရန်ကိုပဲနှိမ့်တဲ့လူတွေကအစစီးနိုင်တဲ့ဖက်နှက်မျိုးတောင်မှကြာကီအီတာจักဆိုတာကအမှတော့အစုံအတွဲပေါ့ပါတနာပေါ့ကွယ်ပါတနာရှိရလို့ပြောတာအဲ့လိုဖက်နှက်တောင်မှပါတနာရှိတယ်လို့ပဲလူတွေမှာလည်းကိုယ်နဲ့လိုက်ဖက်တဲ့လူဆိုတာကအမြဲတမ်းရှိမှာပါရှိပါတယ်ဆိုတဲ့အတိတ်ပင်နဲ့လောက်ထားတဲ့စကားပုံလေးပေါ့နော်တဲ့အဲ့တော့ဒီကောင်ကိုဘယ်လိုမျိုးသုံးကြမလဲဘယ်နေရာမှာသုံးကြမလဲဆိုတာကို example ကြည့်ကြည့်အောင်네တယောက်ကပြောရင်자 근사는 남자 소개해 줄까အဆင်ပြေတဲ့ကောင်လေးတစ်ယောက်လားမိတ်ဆက်ပေးရမလားအဲ့တော့나 바빠서 연애할 시간 없다고 나 알로쇼 룬로 이사 타쟁 미시바우 소리 그러다가 너 알로로인애니 평생 혼자 살게 될지도 몰라 tất là你တယောက်တည်းနေသွားရမလားတော့မသိဘူးเนาะ你တယောက်တည်းနေသွားရလောက်တယ်ပေါ့တငယ်ချင်းက6တာပေါ့집신도 짝기 있는데 까요 판단 말하면အတွဲရှိတာပဲ너도 있겠지ငါလည်းရှိမှာပေါ့ငါလည်းရှိလိမ့်မှာပေါ့ဒီလိုပေါ့နော်ကဲတော့ 집신도 짝기 있다 까요 판단 말하면အတွဲရှိတယ်ဆိုတော့လူတွေမှာလည်းကိုယ်နဲ့လိုက်ဖက်တဲ့လူဆိုတာကတနေရာမှာတော့ရှိနေမှာပါတဲ့네အဲ့ဆိုရင်စကားပုံလေးနားလည်မယ်ဆိုရင်여러분도 구독 좋아요 잊지 마세요ပြီးတော့ဒီ playlist လေးလည်းလောက်ထားတာမလို့အဲ့ဒီ 속담 playlistစကားပုံ playlist ထဲဝင်ကြည့်မယ်ဆိုရင်စကားပုံတွေကြည့်ပဲဗီဒီယိုတစ်ခုချင်းစီမှာတပုတ်စီရှင်းထားတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီကနေလေ့လာသွားလို့ရပါတယ်네 오늘은 여기까지만 할게요 수고하셨습니다